လေးစားအပ်တဲ့ပြည်သူပေါင်းတို့ခင်ဗျာအားလုံးနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တင်စာဆက်ဖြစ်ပါတယ်ဟိမှာကျွန်တော်တင်စာဆက်ဖြစ်ပါတယ်ကျွန်တော်တင်စာဆက်နဲ့အတူရေတော်ဘုံတပ်သားများဖြစ်တဲ့ဟိမှာကိုခန့်ဝေဖြိုးစကိုင်းကကိုနန်းလေးတို့အတူရှိပါတယ်ဒီတို့ပေါင်းဒေသကနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့အခုဆိုရင်အာနာရှင်စနစ်အောက်မှာနေရတာ၄နှစ်ကျော်လို့၅နှစ်ထဲရောက်လာပါပြီကျွန်တော်တိုင်းပြည်ရဲ့ဒီဘွားရဲ့ချင်းတဲ့နိုင်ငံရဲ့ချင်းတဲ့ရဘာကောင်းတယ်ဘာကောင်းတာရှိတယ်ဘာမရှိဘူးဘာမကောင်းဘူးဒါလည်းဘုံကလေးနေနေတရားခံကအာနာရှင်စနစ်ဖြစ်ပါတယ်မင်းအောင်လည်းအာနာသိမ်းပြီးတဲ့နောက်မှာကုန်စည်နှုန်းတွေမိုးထီအောင်ထောက်တာနေဟုတ်ပါလားဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါလားဟုတ်ပါတယ်စီးပွားရေးလူမှုရေးအဝိသတိရောက်ကြသွားပြီဟုတ်ပါလားဟုတ်ပါတယ်ဒါလည်းအားလုံးရဲ့တရားခံကမင်းအောင်နိုင်တဲ့အာနာရှင်စနစ်အာနာသိမ်းမှုဖြစ်တယ်အာနာရှင်စနစ်ဟာတိုင်းပြည်ရဲ့ဘုံရည်သူဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်အာနာရှင်စနစ်ကိုအားလုံးစတင်ပါမယ်အာနာရှင်စနစ်ဟာဘယ်သူတူတယောက်တော့မခေါင်းတော့မရှိဘူးဒါကြောင့်အာနာရှင်စနစ်ကိုကျွန်တော်ရဲရဲကြီးစတင်ရမယ်ဒီအာနာရှင်စနစ်ကိုစတင်တဲ့အခါမှာအန်ဒရေကြီးပါတယ်အင်းအနီးတွေများပါတယ်ပေးဆက်မှုတွေများပါတယ်ဒါပေမဲ့မဆက်ချင်ရင်ဖြစ်မဲ့ထောင်ရှုံးမှုတွေကပုံများတာဖြစ်တဲ့အတွက်သမိုင်းပေးတော်ဝင်ရအာနာရှင်စနစ်ကိုစတင်ကြကျွန်တော်လူထုကိုတင်ပြစရာ၃ချက်ရှိတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ရဲ့လူထုကောင်းဆောင်အမေတော်အောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေဘလို့ပုံစံနဲ့ပဲတက်တာကျွန်တော်တို့တွေလူမြောက်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အတူရောက်တရားမဝင်ရွေးကောက်ပွဲကိုတခဲနဲ့စတင်တိုက်ကြဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့အချိန်ကကျွန်တော်အနိုင်ရပါတီဒေါ်ဆန်းစုကြည်တို့ဦးဆောင်တဲ့ပါတီနိုင်ရတာတဲ့ရှားလက်ရှိတယ်အဲကြောင့်ကျွန်တော်တို့ဘယ်မပေးကြပါနဲ့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့လူငယ်လူရွယ်တွေကိုရှေ့ရမှာပေါ်တာဆွဲနေတယ်အတင်းအဓမ္မအသေးခံကိုင်းနေတယ်အဲ့ကစစ်မှုတန်းမတရားပေါ်တာဆွဲဦးမျိုးတခဲနဲ့ကျွန်တော်တို့တိုက်ပြကြပါအခုအလေးနဲ့ကျွန်တော်တင်ပြစရာရှိရတယ်ဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့အားလုံးအပြည့်မထွက်ပဲနဲ့အတန်တိုက်သပိုက်လုပ်ရင်းနဲ့စစ်အာဏာရှင်စနစ်ကိုလုံးဝကျွန်တော်တို့လူလူတရက်လုံးကစီလုံးညီညွတ်သွားတဲ့လက်မကန်ကြောင့်ပြသကြဖို့ silent strike ကိုဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့လုပ်မယ်။ဒီနိုင်ငံလုံးတိုက်ကြတယ်လုပ်မယ်။အားလုံးစီလုံးလုံးညီညွတ်ညွတ်နဲ့ပါဝင်ပေးကြဖို့အတွက်ကျွန်တော်တောင်းဆိုပါတယ်။ဒီမိုကရေစီရရှိရဲ့ဒိုးရဲဒိုးရဲဒီမိုကရေစီရရှိရဲ့ဒိုးရဲဒိုးရဲအာဏာရှင်ကြဆောင်ရဲ့ဒိုးရဲဒိုးရဲအာဏာရှင်ကြဆောင်ရဲ့ဒိုးရဲဒိုးရဲဖရယ်ပြည်တော်စုတည်ဆောင်ရဲ့ဒိုးရဲဒိုးရဲဖရယ်ပြည်တော်စုတည်ဆောင်ရဲ့ဒိုးရဲဒိုးရဲအမေစုနဲ့သမ္မတကြီးချက်ချင်းလို့အမေစုနဲ့သမ္မတကြီးချက်ချင်းလို့နိုင်ငံရေးကျင်းသားများလုံးမြောက်ရဲ့ဒိုးရဲဒိုးရဲနိုင်ငံရေးကျင်းသားများလုံးမြောက်ရဲ့ဒိုးရဲဒိုးရဲစစ်မှုတော်ဥပဒေဖြတ်သိမ်းရဲ့ဒိုးရဲဒိုးရဲလူလူအားနဲ့ဆက်ကြည့်ကြမယ်ရွေးကောက်ပွဲအတူတည်ပြီးလဲဒေါ်လာရဲကဆက်ရှိနေမယ်စစ်ရေးတိုက်ပွဲလူတိုက်ပွဲတွေနဲ့ဒေါ်လာရဲကိုဆက်ကြည့်ကြပါကျွန်တော်တို့အားလုံးအတူတူမိဘပြည်သူများတဲ့အတူဒီဆိုင်လို့ပဲခင်ဗျာရဲတော်ဘုံအောင်ရည်ရဲတော်